တနေ့တာဖြင့်ကုံသွားပြီညရောက်လာပါပေါ့ကလားနေ့12နာရီည12နာရီရှိတယ်နေ့ညရောက်လာတဲ့အချိန်လေးမှာငါမှသေးစရာအကြောင်းတရားတွေအများကြီးရှိနေပါလားငါသေနိုင်တဲ့အကြောင်းတရားတွေအများကြီးရှိနေပါလားအစိရှိတဲ့တတ္တဝါတိုက်ကြိုက်လို့လည်းသေနိုင်တယ်နော်တီးချီကဖောက်ပြန်လာလို့လည်းသေနိုင်တယ်တလိပ်ကဖောက်ပြန်လာလို့လည်းသေနိုင်တယ်မတော်တဆလဲချပြီးတော့လည်းသေနိုင်တယ်စားထားတဲ့အစာအာဟာရတွေကအစာမကြေလို့လည်းသေနိုင်တယ်လေဖြတ်ပြီးတော့လည်းသေနိုင်တယ်ဒါဘုရားပြထားတဲ့ဟာပဲခုခေတ်ဆိုဒီတဲ့များတယ်လို့ထားသေစရာအကြောင်းတွေဒီတဲ့များတယ်အဲ့ဒီသုတ်တံမှာဒီလောက်ကလေးကိုနမူနာပြထားတယ်လောကမှာသေစရာအကြောင်းတွေများစွာပဲည12နာရီအတွင်းမှာဟောဒီအကြောင်းတစ်ခုခုနဲ့သေသွားနိုင်တယ်စဉ်းစားလိုက်ပါသေနိုင်တယ်ဒါဖြင့်သေနိုင်တယ်ပဲစဉ်းစားရမှာလားနောက်ဘာလုပ်အောင်မလဲဆိုသေနိုင်တဲ့အန္တရာယ်တွေအများကြီးရှိတယ်မသေးခင်ငါကောင်းတာတွေလုပ်မှာပဲကုသိုလ်ကောင်းမှုတွေလုပ်မယ်မွန်မြတ်တဲ့ကောင်းမြတ်တဲ့စိတ်ကလေးတွေထားမယ်နော်စိတ်ကောင်းနှလုံးကောင်းတွေထားမယ်ငါစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်နေမယ်ကုသိုလ်စိတ်တွေဖြစ်အောင်လုပ်မယ်ဒီလိုနှလုံးသွင်းပါဓမ္မရဏတ္တိဘာဝနာတစ်ခုပဲသေခြင်းတရားကိုကြည့်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖြစ်အောင်တွန်းအားပေးတဲ့သဘောပဲမမေ့ဖို့သို့မဟုတ်လို့ရှိရင်ညမှာဆိုလဲပျော်စရာပဲရှာမယ်လေတောင်းလို့စားလို့ပျော်မယ်နော်အမျိုးစုံပေါ့လေပျော်စရာတွေတစ်ခုခုနဲ့ပျော်မယ်ပျော်ပြီးမောရင်အိတ်လိုက်မယ်ဒါပဲအဲ့ဒီလိုမဖြစ်ရအောင်ကောင်းတာလေးနဲ့အချိန်ကုန်မှုအတွက်ကောင်းတဲ့စိတ်ဓာတ်ကလေးနဲ့ကုသိုလ်ကောင်းမှုငါလုံးမှာပဲသိသွားလို့ရှိရင်ငါဒါတွေလုံးဝမှာမဟုတ်ဘူးငါအတွက်အန္တရာယ်ကြီးပဲလို့အန္တရာယ်တွေကိုတွေးပြီးတော့မသိခင်ငါကောင်းတာလေးတော့လုံးမယ်ဘုရားရှိခိုးမယ်ပရိစိတ်မယ်စသဖြင့်ပေါ့လေတရားနှလုံးသွင်းမယ်ဆိုရင်ကောင်းတဲ့အလုပ်ကလေးတွေလုပ်လိုက်ဒါညအခါမှာနှလုံးသွင်းဖို့ပြီးတော့ဗာဆက်နှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်သူနှလုံးသွင်းရမှာငါမှာတဲ့အခုလိုအကြောင်းတစ်ခုခုနဲ့သေသွားလို့ရှိရင်အပင်ငရဲကြစေနိုင်တဲ့အကုသိုလ်တွေငါထံမှာရှိသလားတွေးလိုက်ပါနော်ငါခုချိန်များသေသွားလို့ရှိရင်စိတ်